ခေရိုနေတဲ့ဂျော်ဂျီယာမှာကထင်တင်ကန်ကတ်တာကရှားပါပါတယ်ဆိုတော့ခုပထမဦးဆုံးကထင်ပွဲလေးကိုဒီမှာကြုံတွေ့ရတာမို့လို့တွားရောက်ရင်လည်းအားလုံးကိုတခါတည်းခေါ်သွားပါမယ်အဲ့ကိုတော့ကိုခေရိုစတနိုင်ချင်းလာတာပေါ့နော်အဲ့ဆိုအခုချိန်မှာ make up ပြင်နေပါပြီပြင်နေနဲ့ idea ရတော့ transition video လေးတစ်ပုတ်ကောက်ရလိုက်ပါတယ်မကြခင်တင်ပြပါမယ်ပြီးတော့မှခေရိုစပြင်မယ်ပြီးလို့ရှိရင်စတနိုင်တော့ထွက်ကြပါမယ်ဒီလိုမျိုးကထင်တင်ကန်ကတ်တာကတကယ်တမ်းရှားပါပါဆိုတော့ကျွန်တော်ကြုံခိုင်လေးအခု video လေးလုပ်ဆရာရှိတယ်ပြင်မယ်ခေကိုကြွားလိုက်ပါမယ်ဒါလေးကတော့ယူထားတဲ့ outfit ပါသူကမားတာကတော့7မိနစ်15မိနစ်လောက်ပဲရှိတော့ပေါ့နော်အခုသွားနေတဲ့နေရာကဒီ Stone Mountain ဘက်ပါခေရိုနေတာကျတော့ cluster ပေါ့နော်ခုချိန်ဆိုတော့ရောက်လာပါပြီဒါကချန်အခြေကြီးမှာဒီအဆောက်အဦလေးကိုမှားပြီးတော့မှကထိန်တင်ငန်းကပ်ဖို့ကိုလောက်ထားတာဖြစ်တော့ပေါ့နော်အဲ့ဒီနေရာမှာအလှထည့်ပြီးတော့ခေရိုတွေတင်ငန်းကပ်လို့ရပါတယ်ဒါကျတော့ရောက်ချင်းဒီဖျားကျောင်းဆောင်ကိုသွားရင်းနဲ့ခေရိုဦးစင်းတွေကိုဝင်ကြောတာပေါ့နော်နောက်တော့ဒီပုတ်ဖုံးတွေကိုစွန့်ကတ်တဲ့ချိန်မှာတော့တက္ကမတွေအကုန်လုံးကလာဆောင်းဝိုင်းပင်ဖိတ်ပြီးကတ်ကြပါတော့ခေရိုတွေဒီတင်ငန်းမကတ်ခင်မှာရုံစုံသူတို့ဘက်ကကျွေးမွေးတော့ပေါ့နော်မနက်စာမစားခဲ့တဲ့သူတွေအနေနဲ့ဆိုသူတို့ brunch လေးစားလို့ရအောင်ပေါ့နော်သူတို့ကတော့ကျွေးတာထမင်းနေဟင်းတွေအကင်ကြီးကျွေးပြီးတဲ့ခါကျတော့မုံဟင်းကလည်းကျွေးတာပေါ့နော်ခုလိုမျိုးစားပြီးတော့ပြီးတော့မှကထိန်တင်ကန်ကတ်မဲ့တရားနာခြင်းနဲ့ဆိုရင်ရတယ်မဟုတ်ရင်လည်းတရားနာပြီးတော့မှပြန်လာစားလဲရတာပေါ့နော်ကဲဒါဆိုရင်တော့အခုခေတို့ပဖုံးလို့စားပြီးတော့တရားပေးပါပြီတီလာအရင်ပေးတော့ပေါ့နော်တီလာပေးပြီးတော့မှတရားဟောတယ်အမြတွေပါလေးဝေးတယ်ပြီးတော့မှတင်ကန်ကတ်ပြီးတော့ခေတို့ရွှေမိုးဝင်မိုးကျဲကြတာပေါ့နော်Yo por el ဒီလိုအခမ်းအနားအစီအစဉ်ပါဗျာအစီအစဉ်တစ်နမောတတ3ကြိမ်ရွတ်ဆိုပြီးအခမ်းအနားကိုဖွင့်လိုက်ပါရန်ဖြစ်ပါတယ်အစီအစဉ်နဲ့ရအိန္ဒိယနာပြည်နယ်အိန္ဒိယနာပိုလီမြို့ဩတ္တမဝိဟာရကျောင်းဆရာတော်ဦးကုန္ဒလမ5ပါးတီလရှိမြတ်ပြတော်မူပါဗျာအစီအစဉ်3ရတန်ဃာတော်ရှင်သူမြတ်တို့ကကြွားရောက်လာသောတရားဓမ္မအပေါင်းတို့အားဘေးဥပ္ပအန္တရာယ်ကန်းရှမ်းပါစေခြင်းအကျိုးငါမေတ္တာတုတ်ပြိတ်တရားများကိုရှိမြတ်ပြတော်မူပါဗျာစီစဉ်လေးရဆက်ကလူတန်းပါရဗျာအစီအစဉ်9အရာယရနာဗိမာန်ကျောင်းဆရာတော်မှကထိန်တန်ခါလူတန်းခြင်းနဲ့ပတ်သက်၍အနုမောဒနာတရားများရှိမြတ်ပြတော်မူပါဗျာရှိမြတ်ပြပြီးရေစက်တော်ရှာအမြတ်ပြတော်မူပါဗျာအစီအစဉ်6ရဗုဒ္ဓသာသနာစိရာတိတ်တု3ကြိမ်ရွတ်ဆိုပြီးအခမ်းအနားကိုရုပ်သိမ်းပေးပါရန်ယူသေးစွာလျှောက်ထပ်အပ်ပါသည်ဗျာအစီအစဉ်1ရအခမ်းအနားဖွင့်လှစ်ရန်အတွက်နမောတတ3ကြိမ်ရွတ်ဆိုပြီးအားလုံးညီညီညာညာနမောတတ3ကြိမ်ရွတ်ဆိုပြီးအခမ်းအနားဖွင့်လှစ်ပေးကြပါရန်ယူသေးစွာလျှောက်ထပ်အပ်ပါသည်ဗျာနမောတတဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တခန္ဓာဖွင့်လိုက်ပြီးတဲ့နောက်ဘာဝတိလခံယူဆောက်တည်ရအတွက်ဩဃာတဖြင့်ညီညီညာညာကတိုးချိုးဖြင့်ဩဃာတကိုရွတ်ဆိုပေးကြပါရန်မေတ္တာရခံရပါသည်ဩဃာတဩဃာတကာယကံဝစီကံမနောကံသဘာဝတောသသဗ္ဗညေယောအပိတောကိုရောက်ပါစေခြင်းအကျိုးမှာပထမဒုတိယတတိယတတိယ
ဗဒနာတော်သမ္မာတို့ကိုအယောသေးအလေးအမြတ်လက်ဆုံးမိုး၍ရှိကိုပူဇော်ပူဇော်မှန်လျှော့ကတော့ပါ၏ရှင်ဘုရားကတော်ရာတော်ကျိုးပါကျိုးကြီးအကြောင်းတိုက်၌ပရမအဆုံးကျင်းကျင်းပပြုလို့အပ်သောစုပေါင်းမဟာဘုံရင်မွေးကြီး၌စုပေါင်းမဟာဘုံရင်မွေးကြီးသောလာရောက်ကြဝုံသောအလုံးသောအလူရှင်အလူမများသည်ယနေ့ယခုပထိုင်မင်္ဂလာကမလသမယ၌ပူဇော်အပ်ပူဇော်တဲ့ပူဇော်ထိုက်ကုန်သောဖရာတရားသံဃာမိဘဆရာသမားတို့၏ဂုဏ်ကိုယုံကြည်၍ယောသိမြတ်တော်လက်ဆောင်မော၍ရှိကိုပူဇော်ဖူးမြော်မှချောကတော်ကြာကုန်သောပူဇာဝန္ဒပနာမတက်ကိစ္စဂောရာကောင်းမှုကုသိုလ်ကံစေတနာတို့ကြောင့်မိမိတို့သည်တတ္တသီလသုတ္တအစာကပညာဟိရိဩတ္တပါတိဟုသောသူတော်ကောင်းဥစ္စာယရနာခုနပါတို့နှင့်တကွလောကီစိစံဥစ္စာရဏရှင်ငယ်တို့၏ပြည်စုံခြင်းဥစ္စာသောတဏ္ဍတံပါတိအသက်ချေခြင်းဥစ္စာသောအာယုတံပါတိအစဉ်လာခြင်းဥစ္စာသောဝါနတံပါတိတကောဣတိပါနှင့်ပြည်စုံခြင်းဥစ္စာသောဣတိတံပါတိဤသောတံပါတိ14ရှင်းနှင့်ပြည်စုံကြကုန်ပြီလျင်မောယမနယမတေယဖြစ်သောအသင်္ကတတနိဗ္ဗာန်မြတ်သောဘဝတိုးတိုးနဲ့ရလွေရောက်လွေမျက်မှောက်ပြုလွေနိုင်ကြကုန်သည်ဖြစ်ကြပါစေသာဓုသာဓုပါဗျာအဟံဗန္တေတိတရဏေနသဟပိဉ္စသီလံဓမ္မယာစာမိအလောကဟံကတ္တဝါသီလံဒေထမေပန္တေဒုတိယံပိအဟံဗန္တေတိတရဏေနသဟပိဉ္စသီလံဓမ္မယာစာမိအနောကဟံကတ္တဝါသီလံဒေထမေပန္တေတတိယံပိအဟံဗန္တေတိတရဏေနသဟပိဉ္စသီလံဓမ္မယာစာမိအနောကဟံကတ္တဝါသီလံဒေတသာနမောတတ္တဘဂဝတောအာရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝတောအာရဟတောသမ္မာသမ္ဗုဒ္ဓတ္တဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိသံဃံတရဏံကိစ္ဆာမိဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိသံဃံတရဏံကိစ္ဆာမိဒုတိယံပိဗုဒ္ဓံတရဏံကိစ္ဆာမိဒုတိယံပိဓမ္မံတရဏံကိစ္ဆာမိဒုတိယံပိသံဃံတရဏံကိစ္ဆာမိဒုတိယံပိဗုဒ္ဓံတရဏံကိစ္ဆာမိဒုတိယံပိဓမ္မံတရဏံကိစ္ဆာမိဒုတိယံပိသံဃံတရဏံကိစ္ဆာမိတတိယံပိဗုဒ္ဓံတရဏံကိစ္ဆာမိတတိယံပိဓမ္မံတရဏံကိစ္ဆာမိတတိယံပိသံဃံတရဏံကိစ္ဆာမိတတိယံပိဗုဒ္ဓံတရဏံကိစ္ဆာမိတတိယံပိဓမ္မံတရဏံကိစ္ဆာမိတတိယံပိသံဃံတရဏံကိစ္ဆာမိတိတရဏကမနံပရိပုံဏံအမဘဒေဝသောပါဏာတိပါဒဝရမဏိသိက္ခာပဒံသမာဓိယာမိပါဏာတိပါဒဝရမဏိသိက္ခာပဒံသမာဓိယာမိအာဒိဏဒါနာဝရမဏိသိက္ခာပဒံသမာဓိယာမိအာဒိဏဒါနာဝရမဏိသိက္ခာပဒံသမာဓိယာမိကာမေတုမိစ္ဆာစာရဝရမဏိသိက္ခာပဒံသမာဓိယာမိကာမေတုမိစ္ဆာစာရဝရမဏိသိက္ခာပဒံသမာဓိယာမိမုသာဝါဒဝရမဏိသိက္ခာပဒံသမာဓိယာမိမုသာဝါဒဝရမဏိသိက္ခာပဒံသမာဓိယာမိသုရမေရယမိစ္ဆပမာဒဌာနာဝရမဏိသိက္ခာပဒံသမာဓိယာမိသုရမေရယမိစ္ဆပမာဒဌာနာဝရမဏိသိက္ခာပဒံသ
တိတရဏေနသုံးပါအစုံမြတ်တရဏဂုံနဲ့သဟတကွပိစသီလနိအင်္ဂါ၅ဓာတ်နှင့်ပြည့်စုံသောသီလတော်မြတ်တို့ကိုသမာဓိရိတ်တော်ကနိုင်တော်နာကောင်းစွာခံယူဆောက်တည်ကြကုန်ပြီ၍ဒုံမေ၅ပါးသီလကို၌တည်ကြသဖြင့်သီလဝါဒဖြစ်ကြကုန်သောတေနဂဒဂမအပေါင်းသူတော်ကောင်းတို့သည်အပမဒေနမမေ့မလျောမပေါ်မတန်ထဲတန်သောတတိတရားတို့ဖြင့်သမ္မာဒေတာလောင်းငါကုန်လုံးပြည့်စုံအောင်အထုံနိုင်ကြပါစေကုန်တည်းသာဓုသာဓုသာဓုကြွားလာကြအောင်တော့တန်ခါတော်ရှင်သူမြတ်တို့ဗျာယနေ့ယခုကထိုင်အလူရှင်များတို့ရဲ့အပေါ်ဝဲအရာလေးမျက်နှာအရာရှင်းမျက်နှာအရာစင်မျက်နှာတို့မှကြောင်းစင်ကြောင်းလက်တန်းဖြစ်သောဘေဥပယံဆွေအန္တရာယ်တို့သည်ကိုယ်တို့မရအဝေးကဗံပေါပြောက်ခြင်းကျုံက၎င်းစီဘောဥစ္စာจิตတိမင်္ဂလာဖျားဖျားတို့သည်တနေ့တခြားတူဘွားပါစေရကျုံက၎င်းယေသံတို့ဒေဝတာသတ္တမမုနိရာဇတာတုဏ္ဏတို့သက္ကမောက္ကတံဓမ္မသဝနာကာလောအယံပတ္တနာအော်လုံးနာကတော့ကမောတယ်ပါအော်ယူပြီးတော့လိုက်ဆုံးမယ်နော်မယံလိုက်ဆုံးဒါကထိုင်မတဲ့ကမ်းမလို့လိုက်ဆိုတာမယံပန္နေသန္တာရဝတ္တဒုက္ခတောမောစနထာယသပရိဝါရံဣမံကတိနာစီဝရံသံဃတာဒေမံဣမိနာကတိနာစီဝရေနာကတိနာအာတပည့်တို့သည်သန္တရာတိဟောကဲလွတ်ရာမံနိဗ္ဗာန်ကိုအာယုံပြုလျက်အချမ်းရန်သင်္ကန်းနှင့်တကွာဖြစ်သောဤကထိုင်လျာသင်္ကန်းကိုစက္ကလူတန်းပါ၏အရှင်ဘုရားတို့သည်ဤကထိုင်လျာသင်္ကန်းဖြင့်ကထိုင်ခဲတော်မူကြပါကုန်အရှင်ဘုရားသာဓု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 တမေတာသာဓုဒုတိယအိန္ဒိယနာပြည်နယ်အိန္ဒိယနာပိုလီမြို့ဘုဒ္ဓမဝိဟာရအကြောင်းဆရာတော်ဦးကုန္ဒလာအားရခိုင်တဥက္ကဋ္ဌဥတ္တထေမစကပ်ပေးပါရန်မေတ္တာရပ်ခံအပ်ပါတယ်သာဓုသာဓုသာဓုစကပ်ပေးပါရန်သာဓုသာဓုသာဓု ဆိုတော့ဒီတရားပြီးတော့ငန်းကတ်တဲ့ရွှေမုံငွေမူကျဲတယ်ပြီးတော့ပြန်လာစားလူကစားကြတယ်ခေကကြောတော့ပကန်နေပါလေဝိုင်းတုတ်ပြင်းနဲ့ဒီမှာကြောင်လေးတွေ့လို့ပေါ့နော်အဲ့ဒါတွေအားလုံးပြီးစီးရခေကိုအိမ်ပြန်လာခဲ့ပါတယ်ဆိုတော့ vlog လေးလည်းရှင်းနေပြီဆိုတော့ခေဗီဒီယိုကိုဒီမှာပဲရပ်လိုက်ပါမယ်ဆိုတော့အားလုံးပဲပတ်ပိုင်ပါနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ် follow မလုပ်ရသေးဘူးဆိုရင်လည်း follow လေးလုပ်ပေးထားကြပါ YouTube မှာလည်း subscribe လုပ်ပေးထားပါအားလုံးကိုဒီကနေ့ပဲနှုတ်ဆက်လိုက်ပါတယ်